အခုရေတွင်တူအခုရေတောက်လို့မရသေးဘူးနော်အားလုံးပဲမင်္ဂလာပါရှင်ဘရုံမှာဖျောင်းနိုင်နေဤပညာမျှဝေခြင်းကကြိုဆိုလိုက်ပါတယ်ရှင်အခုမှဖျောင်းလုံးမဲ့သူလေးတွေအတွက်ကိုပြောပြချင်တာလေးရှိတော့ပါဖျောင်းအလွတ်တွေအမတို့စီမှာဝယ်လို့ရပါတယ်ပိတ်တာချိန်နဲ့အခုဆိုရင်ဖျောင်းစည်းကတပိတ်တာကို18000ရှိပါတယ်ရှင်အများကြီးဆိုရင်လည်းပပရှော့ပေးလို့ရပါတယ်ဖျောင်းကိုအလွတ်ပိတ်တာချိန်နဲ့ပဲဝယ်ဒါမှမဟုတ်ကျမတို့စီမှာအိတ်ပေါ့အိတ်ထည့်ပြီးတော့တစိမ့်လွတ်ကလေးတွေပဲဝယ်အမတို့ရဲ့တစိမ့်လေးနဲ့ပဲဝယ်အစင်ပြအောင်လုပ်ပေးနေပါတယ်ရှင်ဒါဆိုရင်ဖျောင်းအလှဆိုင်နေပြီးတော့ပို့ရမယ်အလှဆိုင်လေးတွေပါအရင်ဦးဆုံးကိုကဖျောင်းလုပ်ငန်းစလုပ်မယ်ဆိုရင်အရင်ဦးဆုံးဈေးကွက်အခြေအနေသိအောင်အလွတ်လေးတွေဝယ်ပြီးတဲ့အခါကျလို့ရှိရင်ဈေးကွက်ကိုအရင်ဝင်ကြည့်ပေါ့နော်โอเคတယ်အစင်ပြေလောက်တယ်ဆိုတော့မတင်နန်းတွေတဲ့အမကြီးမှာခုံဝယ်သွားအဲ့ဒီတော့မှစလုပ်ပါချက်ချင်းကြီးစလှုပ်ချင်းတော့ခုနအမပြောသလိုလေအခုရေတွင်တူအခုရေတောက်လို့မရသေးပါဘူးရှင်ရေလေးကြည်အောင်တော့ခဏလေးစောင့်ပါရှင်အဲ့ဒါဆိုရင်ရေကြည်ပြီးတော့ချိုတဲ့ရေလေးတောက်ရပါလိမ့်မယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်